အကယ်၍သာသင်ဟာအလုတ်တစ်ခုတည်းကိုသာရွေးချယ်လောက်ကင်ခွင့်ရမယ်ဆိုပါစို့သင်တကယ်စိတ်ပါမျှလို့ပဲအလုတ်တစ်ခုရဲ့နာမည်ကောင်းရမယ်အလုတ်တစ်ခုရဲ့အဲ့ဒီနှစ်ခုတည်းကတစ်ခုကိုရွေးပါဆိုရင်ဘယ်အရာကိုသင်ရွေးချယ်မလဲကျွန်တော်တို့ဟာနာမည်တွေနဲ့ပတ်သက်လာရင်တိတ်ကိုအရေးတကြီးလောက်တတ်ကြတဲ့တတ္တဝါတွေပါကျွန်တော်တို့လူပတ်ဝန်းကျင်ဟာကောင်းခြင်းဆိုးခြင်းမြင့်မြတ်ခြင်းနှိမ်ကြခြင်းချမ်းသာခြင်းစီးရဲခြင်းဆိုရဲအမိတတ်မှတ်ချက်တွေကိုအလေးအနက်ထားကြတယ်မဟုတ်လားဆိုရှယ်ချင်းဆိုရဲခေါင်းစဉ်အောက်မှာဆိုရင်ဘယ်သူမှမနေထိုင်ခြင်းကြဘူးနာမည်ဆိုတခုတစိကတ်ခံလိုက်ရပြီဆိုရင်ဘဝဟာခေါင်းမဖော်နိုင်တော့အောင်နာကျင်ကြရတယ်လीကျွန်တော်အခုပုံပြင်လေးတစ်ပုဒ်ပြောပြခြင်းပါတယ်လောကကြီးစတင်ဖြစ်ပေါ်စဉ်ကာလကပေါ့ကဘာမီနဲ့လူသားတွေကိုဖန်တီးခဲ့တဲ့ဝိညာဉ်ကြီးဟာလူလောကအတွက်လိုတဲ့စန့်ကျင်ဘက်အရေးအချင်းတစုံစီကိုပေးအပ်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်သူဟာပထမနတ်သားတစ်ပါးကိုခေါ်ပြီးလှပခြင်း၊ယဉ်ကျေးခြင်း၊မြင့်မြတ်ခြင်းစတဲ့ကောင်းခြင်းတရားအရေးချင်းအားလုံးကိုသူတယောက်တည်းမှာထည့်သွင်းပေးလိုက်တယ်။ပြီးတော့အဲ့ဒီနတ်သားရဲ့နာမည်ကိုအမှန်တရားလို့နာမည်ပေးပြီးကဘာမြေစီထွားကိုလွတ်တော်မူလိုက်တော့တယ်။သူကဒါနဲ့တင်ကျေနပ်မသေးပါဘူး။ဒုတိယနတ်သားတစ်ပါးကိုထပ်ပြီးခေါ်လိုက်တယ်။ပြီးတော့ရုပ်ဆိုးခြင်းရိုင်းဆိုင်ခြင်းကောက်ကျစ်ခြင်းစတဲ့ဆိုးခြင်းတရားအရင်ချင်းဒီအားလုံးကိုထည့်သွင်းပေးလိုက်တယ်ပြီးတော့အဲ့ဒီနတ်သားရဲ့နာမည်ကိုအမားအယွင်းလိုနာမည်ပေးပြီးကဘာမြေစီကိုလွတ်လိုက်ပြန်ပါတယ်လန်ခီမှာအဲ့ဒီနတ်သားနှစ်ပါးဟာစုံမိကြတဲ့အခါတယောက်နဲ့တယောက်အကျိုးအကြောင်းမေးမြန်းရင်းလာရတဲ့အကြောင်းရင်းနဲ့တာဝန်တွေကိုပြောဆိုကြတယ်အဲ့ဒီလိုပြောရင်းကသူတို့ချင်းစိတ်တူကိုယ်တူဖြစ်သွားတဲ့အကြောင်းအရာတစ်ခုပေါ်လာတယ်အဲ့ဒါကတော့သူတို့ရဲ့နာမည်တွေအကြောင်းပါပဲနတ်သားနှစ်ပါးစလုံးဟာသူတို့ရဲ့နာမည်တွေကိုသူတို့မကြိုက်ကြဘူးအမှန်တရားနတ်သားကအမားအယွင်းဆိုတဲ့နာမည်ကိုသဘောကျနေပဲအမားအယွင်းနတ်သားကတော့အမှန်တရားဆိုတဲ့နာမည်လေးကလူအလယ်မှာလင့်လူတင့်တယ်နေမှာပေါ့ဒါနဲ့သူတို့ချင်းသဘောတူညှိနှိုင်းပြီးနာမည်ချင်းလဲလွယ်လိုက်ကြပါတဲ့ပြဿနာကအဲ့ဒါပါပဲအမှန်တရားဆိုတဲ့နတ်သားတစ်ပါးလူဖီကိုရောက်လာပြီးသူ့ရဲ့အရေးချင်းတွေကိုဖြန့်ပြူးသွားတယ်ပြီးတော့အမားအယွင်းဆိုတဲ့နာမည်နဲ့နတ်သားရောက်လာပြီးသူ့အရေးချင်းတွေကိုဖြန့်ပြူးပြန်ပါတယ်ဒါပေမဲ့နာမည်နဲ့အရေးချင်းတွေဟာလွဲမားနေကြတယ်လှပချင်းဆိုတဲ့ခေါင်းစဉ်ဟာတကယ်တမ်းမှာတော့အယုတ်ဆိုးချင်းဖြစ်နေလေကောက်ကြည့်ချင်းဆိုတဲ့အရာဟာတကယ်တော့ဖြောင့်မတ်နေပြန်လီရောဘာတွေဖြစ်ကုန်ကြပြီလဲအဲ့ဒီပုံပြန်လေးအတိုင်းဒါတကယ်ဖြစ်ခဲ့ရို့မှန်းရင်ကျွန်တော်တို့ဟာလူတွေကိုသူတို့ရဲ့တစိ့ကတ်ခံထားတဲ့အတိုင်းမြင်ရမလားဒါမှမဟုတ်တကယ်အတွင်းသားအနစ်ကိုပြန်ဆန်းစစ်ဖို့လိုပြီလားကျွန်တော်တို့တည်တည်ချာချာစဉ်းစားရတော့မယ်ထင်ပါတယ်